ဒီနေ့လေလာနောက်ကျသွားပြီဗျာစာကြည့်လိုက်မှာလူတွေအရမ်းများနေလို့ မင်းကတော့အမြဲတမ်းစာအုပ်ပဲဦးစားပေးနေရအောင်ငါကတော့ဒီချိန်လောက်ဆိုလို့ရှိရင်မင်းကိုမျှော်နေတတ်ပြီ ဘာလို့လဲငါမရှိရင်ပြင်းလို့လား ပြင်းတာထက်ဒီဆိုင်ကမင်းရဲ့ငွေသက်တွေနဲ့မှပုံပြီးပြေဆုံးတယ်လို့ခံစားရတာပါမင်းတောက်နေကြလက်တီးကိုစစ်နေရလေတဏိတာရဲ့အကောင်းဆုံးစိတ်ပိုင်းပဲ ကျွန်တော်ကဒီဇိုင်းလေးကိုလာသမျှနေရာတွေထဲမှာအသက်ဝင်ဆုံးလို့ခံစားရတယ်ဒါကလည်းမင်းရှိနေလို့ဖြစ်မယ်ထင်တယ် မင်းတခါမှဒီလိုမျိုးစကားရေမပြောဘူးနော် ပြောချင်တာတွေကရင်ဘတ်ထဲမှာရှိနေတာကြာပါပြီဒါပေမဲ့မင်းအလုံးရှုံနေတဲ့ပုံကိုမြင်တိုင်းပြောမယ့်စကားလုံးတွေရက်တန့်ကုန်တယ်အခုတော့နှစ်ယောက်တည်းအေးဆေးနေတော့အခွင့်အရေးရသွားပြီထင်လို့ပြောလိုက်မိတာပါ ဘာရီများပြောချင်နေလို့လဲရှိုင်းသူရကြော ငါဒီဇိုင်းကိုလာရတာကော်ပီချိုက်လို့မဟုတ်ဘူးနေမခခင်ဗျားကိုတွေ့ချင်လို့ခင်ဗျားနဲ့စကားပြောချင်လို့ ငါသိပါတယ်ဒါပေမဲ့အဲ့ဒါကဘယ်လိုထိပ်ပဲမျိုးလဲ အထိပ္ပယ်ကရှင်းပါတယ်နေမခခင်ဗျားကိုကျွန်တော်သဘောကျနေတာဒီတက်ပို့ပြီးခင်ဗျားကိုဂူးဆိုင်ခွင့်ရကျင်တယ်ဗျာခင်ဗျားရဲ့ဘေးမှာရှိနေခွင့်ရကျင်တယ် ဒီကော်ဖီဆိုင်မှာငါကြောက်တဲ့ရှိနေရကြခဲ့ပြီရှိုင်းငါလည်းမင်းမလာတဲ့ရက်တွေဆိုမျှော်နေတတ်တယ်ပြီးတော့မင်းနဲ့စကားပြောတဲ့အခါငါအလိုလိုပြောတယ်လေမင်းလိုလူမျိုးငါဘွားတွေဝင်လာဖို့အတွက်ငါလည်းတိတ်တိတ်လေးမျှော်လင့်နေခဲ့တာ တကယ်လားခမင်းတကယ်ပြောရလားငါအိမ်မက်မက်နေတာတော့မဟုတ်ပါဘူးနော် တကယ်ပါရှိုင်းတကယ်လည်းတွေ့ပါမင်းရဲ့စိတ်မှန်တဲ့ငါပေါ်ထားတဲ့ queue ဆိုင်မှုတွေကိုတန်ဖိုးထားတယ်ငါတို့စူးစမ်းကြည့်အောင်ရှိုင်း ကျေးဇူးတင်ပါတယ်ခဒီတွေကငါတောက်ဖူးတဲ့ကော်ရီထဲမှာအချုံမင်းဆုံးပဲဖြစ်လိုက်မယ်ထင်တယ် နောက်ဆိုရင်တော့မင်းကော်ဖီထပ်ပို့ချိုတဲ့ຢာတွေကိုကိုဖန်တီးပေးမယ်ဟုတ်ပြီလား ဒါဆို အာဘာလို့လဲရှိုင်းဆိုင်ထဲမှာလူတွေမြေကုန်မှာပေါ့ ဟိဟိအမြင်မဟုတ်ခရဲ့ချစ်လို့ပါကွာ